အားလုံးပဲမင်္ဂလာပါမြမရိုးရာအယူဆတွေမှာကိုဝင်ဆောင်တဲ့တွေဟာနာနာပေါင်ဝတွေမကောင်းဆိုးဝါးတွေရဲ့အလွယ်တကူပြစ်မှတ်ထားခြင်းကိုခံရတတ်တယ်ဆိုတာတင်လို့ကြားဖို့ကြမှာပါအထူးသဖြင့်ညမိုးချုပ်ချိန်အပြင်ထွက်တာအသားစိမ်းငါးစိမ်းတွေကင်တွေတာမျိုးတွေဆိုရင်အရန်ကိုတတိထားရပါတယ်ကဲဒီနေ့မှာတော့တာမန်ဖျားနာခြင်းကနေစပြီးတဖြည်းဖြည်းမကောင်းဆိုးဝါးဝင်ရောက်ပိုးကတ်တာကိုခံလိုက်ရတယ်ကိုဝင်ဆောင်ဒေါ်စောရဲ့သွေးပြက်စရာဖြစ်ရမှန်ဇလန်းတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ဒေါ်စောဟာကိုဝင်9လကျော်ရှိနေတဲ့အမျိုးသမီးတူပါတရက်မှာတော့သူမဟာအကြောင်းမဲ့ပြင်းပြင်းထန်ထန်ဖျားနာလာခဲ့ပါတယ်အဖျားကအရန်ကြီးပြီးစေကံပြစေးတော့ပင်မဲ့လည်းလုံးဝမတတ်တာပါဘူးရန်နေကြီးကြာလာတဲ့အခါမှာတော့ဒေါ်စောရဲ့ဝေဒနာကရိုးရိုးဖျားနာတာနဲ့မတူတော့ပါဘူးညပတွေဆိုအဖျားပူတက်လာပြီးအိမ်ယာပေါ်မှာလူးလိမ့်နေတတ်ပါတယ်အဆိုးဆုံးကတော့သူမရဲ့မျက်လုံးတွေကအပေါ်ကိုလန်တက်ပြီးတစ်ခါတလေအခန်းတောင်းကအမှောင်လေးကိုစိုက်ကြည့်တာတယောက်တည်းစကားတွေပြောနေတတ်တာပါပဲသူမရဲ့အတန်ဟာလည်းပုံမှန်ဒေါ်ဆိုးရဲ့အတန်မျိုးမဟုတ်တော့ပဲယောက်ျားကြီးတယောက်လိုအော်ရှာရှာနဲ့ကြမ်းတမ်းတဲ့အတန်ကြီးဖြစ်လာခဲ့ပါတယ်ဒေါ်ဆိုးရဲ့ခင်မိုးနဲ့မိသားစုဝင်များဒါဟာတာမန်ယောဂမဟုတ်တော့ဘူးဆိုတာသဘောပေါက်လာကြပါတယ်မကောင်းဆိုးဝါးတွေဟာကိုယ်ဝင်ဆောင်ခဲ့ဖို့ပူးကရတဲ့အကြောင်းရင်းကမိခင်ရဲ့ဝိညာဉ်အပြင်ဘိုက်ထဲကအပြစ်ကင်းစင်တဲ့ကလေးရဲ့အသက်ဝိညာဉ်ကိုပါစားတော့ခြင်းလို့ဖြစ်ပါတယ်တညမှာတော့ဒေါ်စောဟာအိယာပေါ်ကနေရုတ်တရက်ထားထိုင်ပြီးသူမရဲ့ဘိုက်ကိုသူမကိုယ်တိုင်ပြန်ကုတ်ချစ်ဖို့ကြိုးစားပါတော့တယ်မိသားစုဝင်တွေအတင်းဝင်ဆွဲထားရပြီးငါ့ကိုပေးဒီကလေးငါစားမယ်ဆိုပြီးကြောက်မပွေကောင်းအောင်အော်ဟစ်နေခဲ့ပါတယ်သူမရဲ့ခွန်အားဟာကိုဝင်ဆောင်တဲ့တယောက်ရဲ့ခွန်အားမျိုးမဟုတ်တော့ပဲလူ3-4ယောက်လောက်ဝိုင်းဆွဲတာတော့မနိုင်တော့အောင်အစွမ်းထက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့မိသားစုတွေဟာနာမည်ကြီးအထက်လန်းဆရာတူကိုအပူကပ်ပင်းဆောင်ခဲ့ရပါတယ်ဆရာရောက်လာပြီးပရိရည်တွေနဲ့ပတ်ပြန်းမျက်နှာတုပ်တွေရွတ်တဲ့အခါမှာတော့ဒေါ်စောရဲ့ခန္ဓာကိုယ်တွေကမကောင်းဆိုးဝါးဟာအလူးလူအလဲလဲခံစားရပြီးအိုဟစ်ဆဲဆိုပါတော့တယ်ဒါပေမဲ့မိခင်ရဲ့ကလေးပေါ်ထားတဲ့မေတ္တာစိတ်အခမ်းရဲ့ဆရာရဲ့မန်ဒန်အစွမ်းတွေရဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့တနင်္ဂနွေကျော်လောက်အချိန်နဲ့အားပြိုင်ပြီးတော့မကောင်းဆိုးဝါးဟာဒေါ်စောရဲ့ခန္ဓာကိုယ်ထဲကနေထွက်ပြေးသွားခဲ့ရပါတယ်ဒေါ်စောလည်းသတိလေးမိမျိုးသွားခဲ့ပြီးနောက်နေ့မနက်ကျမှပဲပုံမှန်တိုင်းပြန်လေသတိရလာခဲ့ပါတယ်ဒီဖြစ်ဟဲ့ရက်ကကိုဝင်ဆောင်တဲ့အတွက်အရန်ကိုတတိထားကြကောင်းလာပါတယ်ရှေးလူကြီးတွေကကိုဝင်ဆောင်ရင်ကတိစတဲ့တန်တဲ့ပစ္စည်းလေးတွေစလုံးမှာတန်မြာသီးလေးတွေစောင့်ထားလိုက်တာဒီလိုမမြင်ရတဲ့အန္တရာယ်တွေကနေကာကွယ်ဖို့ပါပဲတင်းရဲ့ပတ်ဝန်းကျင်မှာရောဒီလိုထူးဆန်းတဲ့ဖြစ်ရမျိုးတွေကြုံမှုရတာရှိရင်ကျွန်တော်ကွန်မန့်အောက်မှာရေးပေးခဲ့ပါဦးဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲဘေးရန်ကင်းရှင်းကြပါစေ